UFC သမိုင်းမှာမြန်မာဆိုတာဘာလေးပြသဖို့တပတ်အလိုအချိန်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့တယ်လို့ရင်ခုန်တန်းတွေကလေးတဖြည်းဖြည်းနဲ့မြန်ဆန်လို့နေခဲ့တာပါမကြခင်မြင်တွေ့သွားရတော့မယ့်သမိုင်းမှတ်တိုင်တစ်ခုအတွက်ကြိုတင်ရင်ခုန်ရတဲ့အရာကဘယ်အရာနဲ့မှမလေးနိုင်တဲ့အထီးပါပဲဒီလိုရတာမျိုးကိုတချို့တွေရခဲ့ကြဘူးပေမဲ့ကျွန်တော်တို့တွေအတွက်တော့အခုမှဒီလိုရင်ခုန်မှုမျိုးကရရှိခဲ့တာဖြစ်ပါတယ်အရင်တစ်ခါရင်ခုန်မှုဆိုတာကကချင်သားကြီးအောင်လားအန်ဆန်ရဲ့1ချန်ပီယံရှစ်မှာပထမဆုံးချန်ပီယံခပတ်လူမဲ့အချိန်ကMMA ဆိုတာအခုလောက်ထိရင်မခုန်သေးပဲတိတ်ပြီးတဲ့အကျွမ်းတဝေမရှိသေးတဲ့အတွက်ကြောင့်ဖြစ်ပါသည်ဒါပေမဲ့လည်းကချင်သားကြီးဖောက်ခဲ့တဲ့လမ်းမှာနောက်ကနေပရိသတ်တွေရောဖိုက်တာတွေပါလိုက်ပါစီးမျောခဲ့ကြပြီးမြန်မာပြည်လုံး1ချန်ပီယံရှစ်ပြိုင်ပွဲတွေကိုအယူမှုနဲ့ဆွဲလန်းလာခဲ့ကြတာပါခေတ်တွေလည်းကောင်းချိန်အချစ်တွေလည်းမပြောင်းသေးတဲ့အချိန်ကိုမြေကိုရေပေါ်မှာချန်ပီယံခပတ်ကြီးကိုအရယူပြသွားခဲ့တဲ့အချိန်ကအားလုံးအတွက်တကယ့်ကိုကြက်သိမ်းထစရာအချိန်တစ်ခုဖြစ်ခဲ့ပါသေးတယ်ကချင်သားကြီးရဲ့အောင်ပွဲအတွက်ဝမ်းသာမျက်ရည်တွေကြားခဲ့ကြတဲ့အထိမြန်မာပရိသတ်တွေရဲ့ပျော်ရွှင်မှုတွေကလုံးဝကိုအတိုင်းမသိလို့ဆိုရမှာပါကချင်သားကြီးကမြန်မာကိုကဘာကနေသိအောင်1ချန်ပီယံရှစ်လို့ထိပ်တန်းပြိုင်ပွဲကြီးတစ်ခုကိုမြန်မာပြည်အထိရောက်ရှိလာအောင်ဆွဲခေါ်ပြနိုင်သူဖြစ်ပြီးသူ့ရဲ့အောင်မြင်မှုသူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့အတူလမ်းဖောက်ပြီးသွားခဲ့တာဖြစ်ပါတယ်သူလျှောက်ခဲ့တဲ့လမ်းသူဖောက်ခဲ့တဲ့လမ်းမှာဘယ်သူတွေအောင်မြင်ကြမလဲဆိုတဲ့အတွေးကမြန်မာပရိသတ်တွေရဲ့အလိုလားအတောင်းတဆုံးအရာတွေကတစ်ခုအပါဝင်လို့ဆိုရမှာပါ1ချန်ပီယံရှစ်လိုနေရာမျိုးမှာဘယ်ဖိုက်တာကကချင်သားကြီးလိုမျိုးစွမ်းဆောင်ပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါသည်ကချင်သားကြီးဖောက်ခဲ့တဲ့1ချန်ပီယံရှစ်မှာဘယ်သူတွေချန်ပီယံအမွေနှစ်ကိုစက္ခံမလဲဆိုတာမသိရသေးပေမယ့် UFC မှာတော့ချင်းဖိုက်တာလေးကသူ့လန်းသူဖောက်သူ့လန်းသူလျှောက်ပြီးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းတဟုန်တို့တောက်ပလာခဲ့တာကိုမြင်တွေ့ခဲ့ရကမကြခင်မှာတော့ချန်ပီယံခပတ်စိန်ခေါ်ပွဲအဖြစ်လက်ရှိချန်ပီယံပန်လူဂျာနဲ့ရှင်ပြိုင်သွားတော့မှာပါလူတိုင်းမှာအခွင့်အရေးဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုဖမ်းဆုပ်ပြနိုင်ဖို့တော့လိုတယ်ဆိုတာကိုချင်းဖိုက်တာလေးကတက်တည်တစ်ခုအနေနဲ့ပြသနေခဲ့တာပါဘရူနိုစီဗာကို6လပိုင်း9ရက်နေ့မှာအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာပရိုမိုးရှင်းဘက်က6လပိုင်း28ရက်နေ့မှာရှင်ပြိုင်မဲ့ဘရန်ဒန်ရိုဘာနဲ့ပွဲစဉ်ကိုလူစားဝင်ရှင်ပြိုင်သွားမလားဆိုပြီးကမ်းလှမ်းခဲ့တဲ့အချိန်မှာဂျိုရှွာဘန်ဟာ yes ဆိုပြီးတော့ခေါင်းငိန်သွားခဲ့တာပါပြောရမယ်ဆိုရင်ဘရန်ဒန်ရိုဘာကို UFC Flyweight တန်းရဲ့ထိပ်တန်းဖိုက်တာတယောက်နဲ့ရှင်ပြိုင်မှုပြင်ဆင်ချိန်တလားတောင်မရဘူးဆိုတာတိတိရဲ့နဲ့ချင်းဖိုက်တာလေးကလက်ခံထိုးသက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးသူ့ကိုယ်သူလည်းယုံကြည်မှုအပြည့်ထားရှိခဲ့တဲ့အတွက်ပွဲထိုးဖို့လက်ခံသွားခဲ့တာဖြစ်ပါသည်တကယ်လဲဘရန်ဒန်ရိုဘာနဲ့ထိုးခဲ့တဲ့အချိန်မှာချင်းဖိုက်တာလေးဟာထိချက်ကောင်းကောင်းနဲ့လက်ရည်အသာစီးရယူပါဒိုင်အားလုံးရဲ့အဆုံးဖြတ်နဲ့အတူအနိုင်ရရှိခဲ့ပါသည်ဒါကြောင့်လဲပွဲမတိုင်ခင်မှာပြောထားခဲ့တဲ့အတိုင်းအနိုင်ရတဲ့ဖိုက်တာဟာလက်ရှိချန်ပီယံပန်ဒိုဂျာစီကချန်ပီယံခပတ်စိန်ခေါ်ခွင့်ကိုရရှိသွားမယ်ဆိုတဲ့စကားအတိုင်းဂျိုရှွာဘန်ဟာရရှိလာတဲ့အခွင့်အရေးကိုအမိအယဖမ်းဆုပ်ပြီး UFC သမိုင်းမှာနောက်ထပ်မှတ်တိုင်သေးတစ်ခုကိုစိုက်ထူနိုင်မှုအတွက်အခွင့်အရေးကောင်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါသည်ဗန်တယောက်ပန်ဒိုဂျာနဲ့ချန်ပီယံခပတ်လူခွင့်ရတော့မယ်ဆိုတဲ့သတင်းကမြန်မာလူထုတရက်လုံးအတွက်တကယ်ကိုဝမ်းသာကြည်နူးစရာကောင်းတဲ့သတင်းတစ်ခုလို့ဆိုရမှာဖြစ်ပြီးသူဟာကချင်သားကြီးပြီးရင်ကမ္ဘာထိပ်တန်းပြိုင်ပွဲတစ်ခုမှာချန်ပီယံခပတ်ကိုစိန်ခေါ်ခွင့်ရတဲ့မြန်မာဖိုက်တာတယောက်ဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်သွားတော့မှာဖြစ်ပါသည်ချန်ပီယံဖြစ်ခဲ့ရင်လည်းပဲ UFC သမိုင်းမှာချန်ပီယံဖြစ်တဲ့အာရှနွယ်ဘွားပထမဆုံးဖိုက်တာဆိုတဲ့မှတ်တမ်းတစ်ခုကိုလည်းပိုင်ဆိုင်သွားမှာဖြစ်ပါသည်အခုဆိုရင်ဒီဇင်ဘာလအတွင်းကိုရောက်ရှိလာပြီဖြစ်လို့ဗန်ရဲ့ပွဲစဉ်ကိုအားပေးရဖို့ကလည်းတပတ်လောက်သာကြန့်ရှိတော့သလို UFC သမိုင်းမှာမြန်မာဆိုတာဘာလေးပြသဖို့တပတ်အလိုကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါသည်